နေ့သောအခါဥပိုးကြီးနဲ့တော်တန်းညံ့တို့ဇနီးမောင်နှံရွာဝင်လမ်းမှနွားလဲဖြင့်ကတုတ်ကရိုက်ပြန်လာနေကြတာပေါ့ညနေရလည်းဖြစ်နေဝင်ငါလည်းဖြစ်တော့လမ်းဘေးတစ်လျှောက်တွင်တစ်ပင်ကြီးများ၏ရေများကလှဲလန်းကိုအနှဲငယ်မှောင်ဝါးနေစေတာပေါ့နွားလဲကဖြည်းဖြည်းချင်းသာယူလျားနေပြီးဥပိုးကြီးကလည်းနွားကိုမကြေမလောင်ဟင်းဟောင်းလိုက်တယ်ဟဲ့နွားသွားစမ်းတော်တန်းညွန့်ကဥပိုးကြီးကိုလှမ်းကြည့်ရင်ဥပိုးကြီးဒီလမ်းကနည်းနည်းတော့လန့်เสียကောင်းတယ်နော်တစ်ပင်တွေကမှောင်နေတော့ဘယ်သူမှမလာဘူးထင်တယ်လို့ပြောလိုက်တယ်ဥပိုးကြီးကလည်းပြုံးကြီးကဟဲ့တော်တန်းညွန့်ငါတို့ရွာလူတွေကဒီလမ်းကိုနေ့တိုင်းသွားလာနေကြတာဘာမှဖြစ်ပါဘူးစိတ်ချပါဟာလို့ပြောလိုက်တယ်သို့တော့ထိုအချိန်တွင်ရုတ်တရက်လမ်းဘေးကခြုံပုံများထဲမှကြီးမားသောအတန်တစ်ခုထွက်ပေါ်လာတယ်နွားလဲရှိရင်ကြီးမားသောဖေးကြီးကောင်ပေါ်လာဖေးကြီးကိုခန္ဓာသည်ကြီးမားပြီးအမွှေးများဖြင့်ဖုံးလွှမ်းနေတယ်မျက်လုံးတွေကလည်းအနီရောင်ကတောက်ပြောင်နေပြီးလက်သေးများကလည်းချွန်ထပ်နေတာတော်တန်းညောကလန့်ဖြန့်သွားပြီးမွေဒါပါကြီးတော့ကြောက်လန့်သောအတန်ဖြင့်အော်လိုက်တယ်ဥပိုးကြီးကလည်းကြောက်ရွံ့သွားတော့လေစိတ်ကိုခိုင်မာအောင်ထိန်းကအေးတော်တန်းညောငါတို့စိတ်မပြတ်ပါနဲ့ဟာဒီတရေကြီးကငါတို့ဘယ်လိုရှောင်အောင်မလဲဆိုတာကိုပဲစဉ်းစားရအောင်တရေကြီးကငါးလဲကိုချင်းကပ်လာပြီးကြီးမားသောအတန်ဖြင့်ဟင်းဟောင်းလိုက်တယ်ငါးလဲပေါ်မှာဥပိုးကြီးနဲ့တော်တန်းညွန့်တို့ကလည်းကြောက်လန့်သွားတော့ဥပိုးကြီးကစိတ်ကိုခိုင်မာအောင်ထိန်းကတရေကြီးကိုကြည့်ရင်ဟဲ့တရေလားတစေလားငါတို့ဘာလို့မလို့လဲငါတို့ကဒီရွာလူတွေညငုံဘာမှမလုပ်ပါဘူးဟုတ်ပြောလိုက်တာပေါ့တေးရဥပိုးကြီးကိုကြည့်ရင်အော်ဟစ်ကျင်းသွားရင်တစ်ချိန်တည်းမှာရုတ်တရက်တေးကြီးမျက်လုံးကြီးများအနီရောင်ကနေအဝါရောင်ကိုပြောင်းလဲသွားတာကိုမြင်လိုက်ကြတာပေါ့တေးကြီးကဥပိုးကြီးနဲ့ဒေါ်တန်းညုံကိုကြည့်ပြီးနောက်ပြန်ဆုတ်ပါတယ်ဒေါ်တန်းညုံကလည်းအော်တင်သွားပြီးဥပိုးကြီးတေးကြီးဘာဖြစ်သွားတော့ပြေးလိုက်တယ်ဥပိုးကြီးကပြုံးရည်ကငါတို့ကိုကြောက်သွားတာပဲဟာတေးကြီးတွေကလူတွေကိုကြောက်တတ်တယ်ဆိုတာငါကြားဘူးတယ်လေလိုက်တယ်တေးကြီးကနောက်ထပ်အော်ဟစ်ပြီးချုံပုတ်ထဲကိုဝင်သွားတယ်ဥပိုးကြီးလည်းဒေါ်တန်းညွန့်ကလည်းစိတ်သက်ရပြီးနွားလဲကိုဆက်မောင်းကရွာကိုခတ်မြန်မြန်သာပြန်လာခဲ့ကြတာထိုနေ့မှစပြီးဥပိုးကြီးနဲ့ဒေါ်တန်းညွန့်တို့သည်ရွာဝင်လန်းကိုညအချိန်တွင်သတိထားသွားလာကြပြီးတေးကြီးအကြောင်းကိုရွာသားတွေပြောပြတော့ရွာသားများကလည်းထိုလန်းကိုညဘက်တွင်ရှောင်ကျဉ်တဲ့အချိန်ကစပြီးရွာတွိုက်တွင်ထိတ်လန့်ဖွယ်ရာပုံမြင်တစ်ပုဒ်ဖြင့်ပြန့်နှံ့သွားခဲ့ပါတော့တယ်